ကျွန်တော်ဒီနေ့တော့မိတ်ဆွေတို့ရဲ့ကူမူရာကိုပုံမှန်ထက်ပိုပြီးတော့ကျွန်တော်တို့တော်တော်လွတ်ဖြစ်သွားစေမယ့်နည်းတွေနဲ့ကူမူရာရဲ့ performance ကိုကျွန်တော်တို့ user တယောက်အနေနဲ့ဘယ်တိုင်းတာဒီပိုကောင်းအောင်လုပ်လို့ရမလဲဆိုတဲ့နည်းတွေကိုကျွန်တော်ဒီနေ့မျှဝေပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။ MK ကူနာဆာနာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဟုတ်ပြီကနောက်ဆုံးကျွန်တော်တို့နံပါတ်1အနေနဲ့ performance option တွေကိုကျွန်တော်တို့သွားပါမယ်။ဒါကြောင့် search bar မှာကျွန်တော် performance လို့ရိုက်တာနဲ့ရပါတယ်ဟုတ်ပြီကျွန်တော် search bar မှာ performance လို့ရိုက်လိုက်တာနဲ့ adjust the appearance and performance of windows ဆိုတဲ့ control panel setting လေးပေါ်လာပါမယ်အဲ့ထဲကိုတစ်ချက်ဝင်လိုက်ပါဒါဆိုရင် performance option ပေါက်ကျလာပါလိမ့်မယ်အဓိက setting ၄ခုရှိတယ်ပေါ့နော်အပေါ်ဆုံးကကောင်ကကြတော့ window ကနေပြီးတော့တင့်တော်ဒီလိုသူရွေးပေးထားတယ်ပေါ့နောက်ဒုတိယကောင်ကကြတော့ကျွန်တော်တို့ appearance ကိုကျွန်တော်တို့အရန်ကိုစားပြီးတယ်ကျွန်တော်အဲ့ဒါတွေမသုံးဘူးကျွန်တော်တို့က adjust for best performance ဆိုတဲ့တတိယမြောက်ကောင်သုံးပါဒီကောင်ကိုသုံးလိုက်ပြီဆိုရင်ကူမူရာရဲ့ဒီစလုံးဒီဇိုင်းပုံစံမျိုးလေးတွေကတော့နည်းနည်းလေးကျန်းရှာဖြစ်သွားမယ်တချို့မြင်ရတဲ့အပိုင်းလေးတွေကကြတော့ကျွန်တော်တို့တမ်လေးလေးတွေမရတော့တလို့တမ်လေးလေးတွေပုံဒီဗီဒီယိုတွေမှာတမ်လေးပုံစံမျိုးလေးတွေပျောက်သွားတာလေးတော့ဖြစ်မယ်သူ့ပြီးတော့ performance ကတော့အရန်ကိုတက်လာမယ်ပေါ့နော်မိတ်ဆွေတို့အားရကိုမမှုဘူးအဓိက performance ကောင်းမှုပဲပို့ပြီးတော့လိုလားတယ်ဆိုရင်ဒါလေးလုပ်လို့ရပါတယ်နော်ပုံလေးရဲ့ resolution တွေတော့မကျသွားဘူးကြီးကျွန်တော်တို့စကားတွေကြည့်တယ်ဆိုရင်အဲ့ဒီ resolution တွေကိုတိတိကျကျကျသွားတာမဟုတ်ဘူးအဓိကကကျွန်တော်တက်မီးပိုင်းဆိုင်ရာတွေကိုဖျောက်ပေးထားမယ် animate ပိုင်းတွေကိုဖျောက်ပေးထားမယ်ဒီစကလုံးလေးတွေပေါ့နော်ကျွန်တော်မြင်ရတဲ့စလုံးလေးတွေကြမ်းရှာဖြစ်သွားအောင်သူကနည်းနည်းလေးရော power ကိုချွေတာပေးလိုက်မယ်ပေါ့ power ချွေတာမယ်ကျွန်တော်တို့ appearance animate တွေကိုချွေတာပြီးတော့ performance ကိုအဓိကတွန်းတည်ပေးတဲ့ setting လေးပေါ့ဒါလေးတစ်ချက်ရွေးပြီးတော့ okay လေးနှိပ်ကြည့်လိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ခုနစကလုံးလေးတွေကနည်းနည်းချမ်းရှာဖြစ်သွားတယ်ပုံမှန်တက်လေးတွေကမမြင်ရတော့ဘူးပေါ့ဒီမှာဆိုဒီထဲမှာရှိတဲ့ file ရဲ့တက်လေးတွေလည်းကျွန်တော်တို့မမြင်ရတော့ဘူးသူ့ပေမဲ့ဝင်ပြီးသုံးမယ်ဆိုရင်တော့ပုံမှန်တိုင်းအကောင်လှုပ်တယ်စက်ကအရင်နဲ့မတူပဲအရန်ကိုတွက်လက်ပေါ်သွားပါလိမ့်မယ်စမ်းကြည့်ကြည့်ပါနောက်တစ်ချက်ကကျွန်တော်တို့ background art တွေကိုပိတ်တာပေါ့နော်အဲဆိုတော့ search bar ကနေပြီးတော့ background art လို့ရှိုင်းရှာလိုက်ပါမယ်ဟုတ်ပြီဒီမှာဆိုရင် background art လေးပေါ်လာတယ်တစ်ချက် idea ဝင်လိုက်ပါဟုတ်ပြီဒီမှာတော့ကျွန်တော်ကတော့ကျွန်တော်မလိုချင်တဲ့ကောင်လေးပိတ်ထားပြီးသားပေါ့အားလုံးပိတ်ချင်တယ်ဆိုရင်တော့ဒီကောင်လေးမ background add ဆိုတဲ့ဟာလေးဒီမှာ off ပေးလိုက်ပေါ့ on နေတာလေးကိုအဲ့ဒါဆိုတော့အားလုံးပိတ်သွားလိုက်မယ်အားလုံးပိတ်တာတော့ကျွန်တော်သဘောမကျဘူးပေါ့နော်တချို့သောဟာတွေတော့ကျွန်တော်တို့ဖွင့်ဖို့လိုရတယ်ဒါကြောင့် on ပေးထားမယ်ကိုမလိုချင်တဲ့ဟာလေးတွေကိုပိတ်ပြီးကိုလိုချင်တဲ့ကောင်လေးကိုဖွင့်ပေးပေါ့ဒီကောင်လေးတွေပိတ်ထားရင်ဘာဖြစ်လဲပေါ့ဒီကောင်လေးတွေပိတ်ထားရဆိုဒီကောင်လေးနဲ့ပတ်သက်တဲ့ note တွေမတက်တော့ဘူးသူ့ကိုဆက်ကနောက်ကိုရ run ပေးတဲ့ process တွေကျွန်တော်တို့အများကြီးလျှော့သွားမယ်ပေါ့နော်ဒါကြောင့်အကောလုံးလေးပါပိတ်ထားလို့ရတယ်ကျွန်တော်တို့ကကျတော့ကိုအမြဲတမ်းသုံးတဲ့ဟာကိုပိတ် 3D ဆိုရင်ကျွန်တော် Square Shot တွေပါညရင်တွဲသုံးတဲ့အတွက်ကြောင့်ဒါလေးအမြဲတမ်းဖွင့်ထားတယ်ပြီး setting လေးတွေကျွန်တော်တို့ဖွင့်ထားတယ်နော်ပြီးရင် scan လုပ်တဲ့ဟာလေးတွေကျွန်တော်တို့ Square Shot လုပ်တဲ့ဟာလေးတွေကျွန်တော်ဖွင့်ထားတယ် sticky note ကျွန်တော်နှုတ်မှတ်တဲ့ခါမျိုးသုံးတဲ့အခါဖွင့်ထားတယ်ပြီးတော့နာရီတွေဖွင့်ထားတယ်ကျွန်တော်တို့ Windows Security မဖြစ်မနေဖွင့်ပေးတာကျွန်တော်ကတော့ဒီလောက်ပဲအမြဲတမ်းကိုနေ့တူကသုံးတဲ့အကောင်လေးတွေလောက်ပဲဖွင့်ထားပြီးတော့ကျန်တဲ့ဟာလေးတွေအကောင်လုံးကိုပိတ်ထားတယ်ဒီလိုပိတ်ထားလိုက်တော့မလိုလားအပ်တဲ့ဟာတွေကိုစက်ကနောက်ကနေမ run ပေးရတဲ့အတွက်ကြောင့်မိတ်ဆွေရဲ့ကွန်ပျူတာအများကြီးပို့သွားမယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက် try ကြည့်ပါတတိယချက်ကကြတော့ကျွန်တော်တို့ window တက်ချင်းမှာလေးနေရတဲ့ဆက်အရန်လေးနေရတဲ့အကြောင်းရင်းပေါ့နော်အဲ့ဒါကတော့ task bar ပေါ်မှာကျွန်တော် right click နှိပ်ပြီးတော့ task manager ထဲဝင်လိုက်မယ်အဲ့ထဲကမှာ started ဆိုတဲ့သူထဲကိုသွားလိုက်မယ်ပေါ့နော် started တက်ထဲကိုသွားလိုက်မယ်ဆိုရင်ဒါကဒီနေရာမှာ status ဆိုတဲ့အောက်မှာ disable enable နော်ဒီ disable ကို right click နှိပ်လိုက်ရင် enable ပြန်ချိန်လို့ရသူကဘယ် software တွေကိုမိတ်ဆွေတို့ရဲ့ကွန်ပျူတာမှာ window တက်ချင်းကွန်ပျူတာစဖွင့်ဝင်ခြင်းမှာကျွန်တော်တို့ run ခြင်းတော့ဘယ် software တော့မ run ခြင်းဘူးလေဒါကိုရွေးချယ်ရတာပဲကျွန်တော်တို့ပုံမှန်မသုံးဘဲနဲ့ run ခိုင်းနေဆိုရင်တော့ဒါစက်ကိုခိုင်းတယ်လို့ဖြစ်ပြီးတော့လေးစီမယ်ပေါ့နော်ဒါကြောင့်မဖြစ်မနေကျွန်တော်တို့အများအားသုံးရတဲ့ image file ကို file ကိုကျွန်တော်ဖွင့်ပေးရတယ်ကျွန်တော်အားလုံးကျွန်တော်ပိတ်တယ်ပြီးတော့ Windows Security Wine Defender ဒီကောင်ကိုကျွန်တော်ဖွင့်ပေးထားတယ်ကျွန်တော်အားလုံးပိတ်တယ်ဒီလိုဆိုရင်သူ run ပေးထားတာနှစ်ခုတည်းပဲ run ပေးထားပြီးကျွန်တော်အားလုံးပိတ်ထားတဲ့အတွက်ကြောင့် Windows တက်ချင်းမှာစက်ကအရင်နဲ့မတူဘဲနဲ့တိတိကျကျပုံမြန်လိုက်မယ်ပေါ့နော်အပိတ်ဖွင့်လုပ်ချင်တယ်ဆိုရင်ဒီပေါ် right click နှိပ်လိုက်မယ် disable ပေါ် right click နှိပ် enable ပြောင်း enable ဖြစ်နေတယ်ဆိုရင် enable ပေါ် right click နှိပ် disable ပြောင်းဒါတွေအားလုံးကပိတ်ထားတဲ့ဖွင့်တင်တာလေးကကြတော့ Wine Defender နဲ့ကျွန်တော်တို့ key match လောက်ပဲရှိကြပါတော့ key match ထည့်တဲ့လူကတော့ key match ပေါ့တချို့ကြတော့လုပ်ငန်းတွေမှာသုံးတယ် Viber ကကြတော့အများတဲ့ကွန်ပျူတာဖွင့်တာနဲ့တန်းပွင့်စေခြင်းနေဆိုရင်တော့ Viber လေးကိုလည်း enable ထားလိုက်ပေါ့ကျွန်တော်တို့ဒီမှာ Viber သုံးနေတဲ့အတွက်ကြောင့် disable ပဲပြတ်ထားမယ်မိတ်ဆွေတို့ပွင့်စေခြင်းနဲ့
Windows တက်တက်ချင်းကွန်ပျူတာစပွင့်ပွင့်ချင်းပွင့်စေခြင်းနဲ့ app တွေကိုဒီမှာလာပြီးဖွင့်လို့ရတယ်မပွင့်စေခြင်းကိုပိတ်ထားခြင်းနဲ့ဆိုရင်လည်းဒီမှာလာပြီးပိတ်ထားလို့ရတယ်ပိတ်ထားရင်တော့ဆက်ကပို့ပေါ့တယ်တွက်တယ် Windows တက်တက်ချင်းမှာကွန်ပျူတာပို့ပါတွက်လက်နဲ့သုံးလို့ပို့အဆင်နေပဲပေါ့နော်ဒါလေးအပိတ်ပွင့်လုပ်ပြီးတော့စမ်းကြည့်လို့ရပါတယ်ကွန်ပျူတာရဲ့ Windows အတက်တွေကတည်တသာပြောင်းလဲသွားပါလိမ့်မယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ Starter ချက်နေမယ်ပေါ့နော် Section တဲ့ဟာလေးကိုပြောပါမယ်မိတ်ဆွေရဲ့ကွန်ပျူတာထဲမှာရှိနေတဲ့အမိုက်ဒရိုက်တွေဖိုင်ကျွင်းကြံတွေဒီကျွင်းကြံတွေအားလုံးကိုရှင်းမယ် clean လုပ်တဲ့ဟာလေးကိုကျွန်တော်ပြပြပေးပါမယ်ကျွန်တော်တို့ keyboard ကနေပြီးတော့ window key နဲ့ R နှိပ်လိုက်မယ်အမှဆို run box လေးပေါ်လာတယ်ကျွန်တော်ရဲ့ဒီစာလေးတွေကနည်းနည်းလေးပုံစံလေးတွေမလှနေတာခုနကတော့ကျွန်တော် performance option ထဲမှာback performance ကိုကျွန်တော်ယူလာတဲ့အတွက်ကြောင့် animation နဲ့ပတ်သက်တဲ့ display နဲ့ပတ်သက်တဲ့စာသားလေးတွေကနည်းနည်းလေးကြက်ရှက်ဖြစ်သွားတယ်အဲ့ဒီဘက်ကို performance ချွေတာပြီးတော့ power ချွေတာပြီးတော့ကျွန်တော်တို့စက်ရဲ့ performance လုံးမဲ့နေရာကိုပဲတွန်းအားပေးလိုက်တဲ့သဘောမျိုးကြောင့်ဒီစလုံးလေးတွေကနည်းနည်းကြက်ရှက်ဖြစ်နေတာပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော်တို့ section နဲ့သင်ခန်းစာလေးပေါ့နော် section နဲ့ဟာလေးသွားမယ်ဆိုရင် keyboard ကနေပြီးကျွန်တော်တန်းလို့ရနိုင်တယ် temporary file တွေပေါ့နော်ဒီဟာလေးတွေကျွန်တော်တို့ရိုက်ပြီးတော့ file လေးနေလိုက်ပြီဆိုရင်ဒီမှာပေါက်လေးပေါ်လာတယ်ဒီပေါက်ထဲဟာလေးအကုန်လုံးကမလို့တော့ဘူးเนาะအကောင်လုံးကိုရှင်းလို့ရတယ်ဒါတွေအကောင်လုံးကို control နဲ့ဆက်လက်မှတ်လိုက်မယ်ပြီးရင် keyboard ကနေပြီး shift key နဲ့ delete key ကိုဖိလိုက်ပြီးရင်ကျွန်တော်တို့တခါလေးပြတ်သွားခြင်းလို့ shift နဲ့ delete ကိုတွဲလိုက်တာပေါ့နော် delete ကိုပဲတန်းနေလိုက်မယ်ဆိုရင်ဒီ recycle bin ထဲကိုရောက်သွားမှာဖြစ်တဲ့အတွက်ကြောင့် shift နဲ့ delete ကိုတွဲနေလိုက်တော့သူတခါလေးပြီးပါဖြတ်ပြီးတယ်ပေါ့နော်ဟုတ်ပြီးဖြတ်လိုက်မယ် yes or no တောင်းလဲဆိုရင် yes ပဲပေးလိုက်မယ်ဒါဆိုရင်သူကဖြတ်လို့မရတဲ့ဟာတွေပေါ့လောဆိုကျွန်တော်တို့ဒီမှာဆိုရင်လောဆယ်သုံးနေတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါတွေကမဖြတ်တဲ့တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အရှိ run နေတဲ့ကောင်လေးတွေနဲ့သူဆက်တဲ့ကောင်လေးတွေကသူမဖြတ်ပေးဘူးဖြတ်လို့မရဘူးပေါ့နော်အဲ့ဒါမျိုးကြရင်အမှန်ချစ်ပေးပြီးတော့ skip နှိပ်ပေးလိုက်ပေါ့ဒီကောင်လေးတွေဖြတ်လိုက်လို့မိတ်ဆွေတို့မှာဘာမှဆက်ကိုမထိကြိုက်စွာစေရဘူးမိတ်ဆွေတို့ရဲ့ file တွေတကယ်မပြတ်သွားဘူးဒီကောင်လေးကအကျွင်းကျန်အပိုက်တွေပေါ့နော်ကျွန်တော်တို့ပစ္စည်းတစ်ခုအပြန်တက်ဝဲတယ်ဆိုရင်ဖောက်လိုက်တယ် parcel 8လေးတွေကတော့အကျွင်းကျန်အမိုက်လေးတွေကျန်နေတယ်လို့ပဲအဲ့ဒီအမိုက်တွေကို share ထုတ်တဲ့သဘောမျိုးပဲကိုပစ္စည်းကိုရဲ့အဓိကမူရင်း file target file နဲ့ video file တွေကတော့ဘာမှမပြတ်ပါဘူးတဲ့နောက်တစ်ခု run bar ကိုပဲပြန်ခေါ်လိုက်မယ် window key နဲ့ R ကိုနှိပ်ပြီးတော့ပြီးရင် percent လို့ကျွန်တော်ရိုက်လိုက်မယ်နော်ကျွန်တော်တော့ရိုက်ပြီးသားရှိရဲ့ percent ရိုက်ပြီးတော့ okay လေးနှိပ်ပြီးလိုက်ပါ enter နေလေးရပါတယ်ဟုတ်ပြီဒီမှာဆိုရင်ဒီဟာလေးကကျွန်တော်တန့်တပြိုပဲပေါ့နော်ဒီကောင်လေးကိုလည်း control နဲ့ select မှ shift delete နဲ့ဖြတ် yes or no တောင်းလဲဆိုရင် yes ပဲပေးလိုက်ဒါမျိုးဆိုရင်သူက continue နဲ့ပေးလို့ရတယ်ဘာမှမဖြစ်ပြီဒါဆိုအကုန်ပြတ်သွားတယ်နော်နောက်က window key နဲ့ R ကိုထပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီထဲမှာ prefab file လေးတွေဖြတ်ပါမယ် prefetch အဲ့လို run box ထဲမှာအဲ့လိုလေးရိုက်ပြီး enter လေးနှိပ်လိုက်မယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ permission တောင်းတဲ့အတွက်ကြောင့် continue လေးပဲပေးလိုက်လို့ရဟုတ်ပြီဒီဟာတွေအားလုံးလည်း control နဲ့ select မှ keyboard ကနေပြီးတော့ shift နဲ့ delete ကိုတွဲနေပြီးတော့ဖြတ်လိုက်မယ် yes or no တောင်းနေဆိုရင် yes ကိုနှိပ်လိုက်ဒါဆိုရင်ဖြတ်လို့မရတဲ့ file လေးတွေရှိတယ်အဲ့ဒါလေးဆိုအမှန်ချစ်ပေးပြီးတော့ skip နှိပ်လိုက်ရုံပဲဖြတ်လို့မရတဲ့ file တွေအနည်းချင်းပါပဲเนาะဘာမှမဖြစ်ပါဘူးနောက်တစ်ခုကကျတော့ကျွန်တော်တို့စက်ကိုလုံးဝ clean လုပ်မယ်ပေါ့နော်မလိုအပ်တဲ့ဟာတွေအကုန်လုံးဖြတ်ပြီးတော့ clean လုပ်မယ်ဆိုတော့ clean mgr လို့ကျွန်တော်ဒီထဲမှာရိုက်လိုက် run box ထဲမှာ clean mgr လို့ရိုက်ပြီးရင် keyboard ကနေအသာနေတာဒီမှာဆိုရင်သူက drive letter ကိုရွေးခိုင်းတယ်ပေါ့နော်ကျွန်တော်မှာဆိုရင် CTE 3ခုရှိတယ်ကျွန်တော် C ပဲလုပ်စရာလိုတယ်ပေါ့နော် D လို့ E ကမလိုအပ်ပါဘူး C ပဲလုပ်လိုက်မယ် okay နှိပ်လိုက်မယ်ဟုတ်ပြီဒီမှာဆိုရင်ပေါ်လာတယ်ဒီတော့လေးနော် disclaim for C ပေါ့နော် disclaimer လေးပေါ်လာပြီဆိုရင် clean sister file ကိုကျွန်တော်တစ်ချက်တိတ်လိုက်အောင်ဘာလို့တောင်းနေရလဲဆိုတော့ကျွန်တော် calculate တွက်တာပေါ့နော်ပြီး okay လေးပဲပေးနိုင်မယ်သူ scan လုပ်ပြီးတော့ calculate တွက်ပေးနေဘယ် file တွေမှာတော့ဒီမှာရှိလဲပေါ့ဖြတ်တင်နေပေါ့နော်ဘယ်လို file တွေကဖြတ်လို့ရတယ်ဘယ်လောက် site တွေရှိလဲဆိုတော့ဒါ clean scan လေးလုပ်နေပေါ့နော် calculate လုပ်ရအောင်ဟုတ်ပြီအဲ့ဒီမှာဆိုရင်ဒီမှာ file တွေအများကြီးပဲပေါ့နော် file တွေအများကြီးပဲအကောလုံးကိုဖြတ်လို့ရပါတယ်နော်ဘယ်ဟာမှခြံထားစရာမလိုဘူးအကောလုံးကိုဖြတ်လို့ရတယ်သို့ပေမဲ့ဒီနေရာမှာကျွန်တော်အစမ်းပြနေတဲ့အတွက်ကြောင့် Windows Update Cleaner ကကျတော့ 5.56 GIS ဖြစ်နေတယ်အဲဒီကောင်လေးကိုတော့ကျွန်တော်ခဏခြံထားမယ်ဒါလေးကိုခြံထားပြီးခြံတာအားလုံးကိုကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဒါဆိုတော့ 1.04 GB လောက်ပဲဆိုတော့ကျွန်တော်ပြင်ရတယ်ပေါ့နော်ဒါကိုဖြတ်လိုက်ရင်ရော Windows Update Cleaner ကိုဖြတ်လိုက်ရင်ရောဘာဖြစ်လဲဆိုတော့အားနည်းချက်တစ်ခုတော့ရှိသွားတာပါဆိုကြပါစို့မိတ်ဆွေတို့က Windows 10နေပြီးတော့Windows 11ကို update ပြောင်းသွားတယ်ပေါ့ update ပြောင်းသွားတဲ့အခါမှာWindows 11ကိုမကြိုက်ဘူး10ကိုကျွန်တော်တို့ update restore နဲ့ပြန်ပြီးတော့10ကိုပြန်လိုချင်တယ်လို့အခါမျိုးကြရင်ဒီကောင်ဖြတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပြန်ယူလို့မရတော့ဘူးပြန်ဆင်းလို့မရတော့ဘူး
ထို့တူပဲ Windows 11ပဲသုံးနေတယ်ဖြစ်ဖြစ်10ပဲသုံးနေပဲဖြစ်ဖြစ်ကျွန်တော် version ပြောင်းသွားတယ်ပေါ့နော်10ကနေပြီးတော့2182ကနေပြီးတော့2282 version နောက် version ကိုပြောင်းသွားတဲ့အခါမျိုးမှာနောက်ပွဲပြောင်းသွားတဲ့ version နဲ့ကျွန်တော်တို့ဆက်နေသုံးရတာအဆင်မပြေဘူးမကိုက်ဘူးအရင် version အဟောင်းပြန်သုံးကျင်တဲ့အခါမျိုးဆိုရင်ဒီကောင်လေးရှိနေမှာဒီကောင်လေးကိုဖြတ်ဖို့ရရင်တော့အဲ့လို version ပြန်ဆေးလို့မရတော့ဘူးပေါ့နော်ကိုကခု update ဝင်သွားတာလည်းကြာပြီဒီ update version နဲ့လည်းသုံးရတာအဆင်ပြေတယ်ဘာမှမဖြစ်တော့ဘူးနောက် version ကိုလည်းအရင် version ကိုလည်းကျွန်တော်တို့ပြန်မစင်းကျင်တော့ဘူးဆိုရင်တော့ဒီကောင်လေးကိုမှန်ချစ်ပေးပြီးတော့တခါလေးဖြတ်လို့ရပါတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ story ဘိုင်းဆိုင်ရာအများကြီး free ဖြစ်သွားမယ်လွတ်လပ် story ဘိုင်းဆိုင်ရာအများကြီးလွတ်သွားမယ်ပေါ့နော်သူက 5.5 kit တောင်ဆိုတော့ပုံမှန်အားဖြင့်ဆိုရင်ဒီကောင်တွေက5 kit 6 kit အဲ့ဒီဝင်းကျင်လောက်မြင်ရတယ်ပေါ့နော်2 kit 3 kit တွေလည်းလာပါတယ်နော်အများကြီးပဲဒီကောင်တွေကအဲ့တို့ကြောင့်ဖြတ်ချင်လည်းဖြတ်လို့ရဒီနေရာမှာတော့ကျွန်တော်အစမ်းပြလာပြီးတော့ဒီကြောင့်ဒါကိုနောက်ကပြန်ဖြတ်တော့မယ်အခုတော့မဖြတ်တော့ဘူးအခုတော့ channel ဟာလေးတွေပဲအကောင်လုံး select မှတ်ပြီးတော့ကျွန်တော်ဖြတ်လိုက်ပါမယ်ပေါ့နော်ဟုတ်ပြီ okay နေတဲ့ခါမှာသူ delete file ထပ်မေးတယ်တေးကြလားပေါ့နော်ကျွန်တော်တေးကြပါလေဖြတ်လိုက်မယ်ဒါလေးကတော့ gig ပမာဏပေါ်မူတည်ပြီးတော့ခဏတစ်ပြုတ်စောင့်ရတယ်ပေါ့ကျွန်တော်ပို့1 gig ကြော်လေးပဲဆိုတော့ဒါကြီးမကြောက်ဘူးပေါ့နော်အကယ်၍ပေါ်က Windows update file မှာကျွန်တော်ထည့်ဖြစ်မယ်ဆိုရင်တော့6 gig ကျော်လောက်ဖြစ်ရင်တော့တော်တော်ကြာလိုက်မယ်ပေါ့နော်ခုကတော့တိတ်မကြာပါဘူးခဏဆိုရင်ပြီးပါလိမ့်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်တစ်ခုအနေနဲ့မိတ်ဆွေတို့ရဲ့ကွန်ပျူတာထဲမှာရှိရဲဘယ်လိုလားအပ်တဲ့ကျွန်တော်တို့ software တွေပေါ့နော်ဘယ်လို software တွေလဲဆိုတော့ကျွန်တော် update ရတဲ့တစ်ဆင့်ဝင်တက်တဲ့ Avast Secure VPN လို့လိုမျိုးပေါ့နော် Avast Antivirus တွေonline ကနေသူကအရန်ပါလာတတ်တယ်ပေါ့နော် Huawei ကျွန်တော်တို့ IEV Endpoint Protection ဒီလိုမျိုး software တွေအဲ့ software တွေဆိုကျွန်တော်တို့ဖြတ်ရမယ်ပေါ့မဖြတ်ဘူးဆိုတော့ကျွန်တော် noise တွေဖြစ်မယ်ကျွန်တော် defender ကိုရောက်ရက်ခတ်နေအောင်အပိတ်ပွင့်လို့မရနေအောင်သူတို့အဟန့်တားတွေဖြစ်မယ် jams တွေဖြစ်နေမယ်ပေါ့နော်စက်ကိုလည်းကတောင်းကနေနိုင်စေတယ်ပေါ့ဒါကြောင့်အဲ့လိုမလိုလားအဲ့တဲ့ကျွန်တော်တို့ software တွေဖြတ်မယ်ဆိုရင်ပို့လို့ပတ်နေလို့ကျွန်တော်တို့သွားလိုက်ပြီးရင် uninstall a program နော်အဲ့ထဲကိုတစ်ချက်ဝင်လိုက်ပါဟုတ်ပြီမိတ်ဆွေတို့ရှိမှာကြတော့ကွန်ပျူတာထဲမှာ control panel မရှိဘူးဆိုတော့ကျွန်တော် run box ကနေသွားလို့ရတယ် windows key နဲ့ i နဲ့ပြီးရင် app.wiz.cpl လို့ကျွန်တော်တို့ run box ထဲမှာရိုက်လိုက်ပြီးရင် enter နှိပ်လိုက်ပေါ့ဒီနည်းနဲ့လည်းသွားလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီထဲမှာကိုဖြတ်ချင်တဲ့ app တွေပေါ့နော်ကိုဖြတ်ချင်တဲ့ software တွေကိုကျွန်တော်တို့အလွယ်တကူဖြတ်လို့ရတယ်ပေါ့ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ဥပမာအနေနဲ့ဒီ Xavia PC ကိုကျွန်တော်စမ်းဖြတ်ပြမယ်ပေါ့နော်ဒီဟာလေးပေါ်ကိုကျွန်တော်တို့ double click နှိပ်လိုက်ရုံပဲကျွန်တော်တို့ဖြတ်ချင်တဲ့ software ပေါ်ကို double click နှိပ်လိုက်ပေါ့ဒါဆိုရင်ဒီမှာသူကအောက်မှာလေးပေါ်လာပြီပေါ့နော်အောက်မှာပေါ်လာဒီမှာဆိုရင်သူကဖြတ်မှာတေးကြလားပေါ့နော်တေးကြလားတေးကြတယ်ဆိုရင်ကျွန်တော်တို့ကအကောင်လုံးဖြတ်မှာတေးကြလားပေါ့နော်အဲ့ဒါဆိုရင်တေးကြတယ်ဆိုရင် yes ကိုနှိပ်ပေးလိုက်သူက auto ဖြတ်ပေးလိုက်မယ်ဒီမှာဆိုရင်သူကအားလုံးဖြတ်လို့ပြီးပြီလို့သူကပြရတယ်ပေါ့နော်အဲ့မှာ software install box ပေါ်လာတယ်ဆိုရင်အဲ့ software install box တွေကိုစာလေးဖတ်ပြီးတော့ကိုယ့်ကိုပုံမှန် browser တိုင်းတွားပြီးတော့ဖြတ်မယ်ဆိုရင်ဘာမှ short မရှိဘဲနဲ့အဆင်ပြေပါလိမ့်မယ်ပေါ့နော်ဒါဆိုရင်စက်ကကျွန်တော်တို့ performance နံပါတ်1အနေနဲ့ကျွန်တော် performance option မှာ performance အရန်ကောင်းအောင်ကျွန်တော်တို့display တော့နည်းနည်းရော့တော့ display ဆိုတာကလည်းကျွန်တော်တို့ဓာတ်ပုံတွေ quality ကျတာပြောတာမဟုတ်ဘူးဒီလိုစာသားလေးတွေနည်းနည်းကြိုက်ရှာပြောရမယ်ကျွန်တော်တို့ thumbnail file thumbnail တွေ video thumbnail လေးတွေ thumbnail လေးတွေကိုကျွန်တော်မမြင်ရတော့ဘူးပုံမှန်ဖွင့်ကြည့်မယ်ဆိုရင်တော့ပုံမှန်တိုင်းပဲအဲ့ဒီလိုလေးတော့ဖြစ်သွားမယ်တိုးပေမဲ့ performance ကတော့အရန်ကောင်းသွားမယ်တွက်သွားမယ်ပြီး background အဲ့ဒီပိတ်ခြင်းအဖြစ်ဆက်ရဲ့လှုပ်ဆောင်မှုကျွန်တော်တို့ target တစ်ခုထဲမှာပဲထားပြီးတော့ကျွန်တော်တို့ run နဲ့ software ပေါ်မှာပဲအကျိုးတရားမှုပြည့်ရှိလေပေါ့နော်ပြီးတော့နောက်တစ်ခုက starter ကတ်တွေပိတ်ခြင်းအဖြစ် windows အတက်မှာလေးနေတာမျိုးတွေ windows ဖွင့်ခြင်းမှာကျွန်တော်တို့သုံးမရဘဲနဲ့ခဏစောင့်နေရတဲ့မျိုးတွေမှာဖြစ်ပဲနဲ့ကျွန်တော်တို့လိုသလိုဖွင့်ခြင်းအသုံးပြုလို့ရမယ်ပေါ့နော်လေးလေးမြအသုံးပြုလို့ရမယ်နောက်စတုတ္ထချက်အနေနဲ့ကျွန်တော်တို့ set တွေရှင်းတယ်ပေါ့နော် 10% 10လို့ကျွန်တော် prefer တို့လို့ file တွေနဲ့ set တွေကိုမလိုအပ်တဲ့ file တွေ amide drive တွေအကုန်လုံးရှင်းပြတယ်ပြင် clean mg နဲ့ကောက်ကလေးလုတ်လိုက်တယ်ပေါ့နော်ဘဲကောင်လေးကြံသေးတော့ကောက်လေးလုတ်တဲ့အကျွင်းကြံတွေဟာတော့ကောက်ကလေးလုတ်ပြီးတော့လိုအပ်တာတွေကျွန်တော်တို့အကုန်လုံးဖြတ်ပလိုက်တယ်ပေါ့နော်အကုန်လုံးဖြတ်လို့ရတယ်ဘယ်မှခြံထားစရာမလို short မရှိပါဘူးနောက်နံပါတ်5အနေနဲ့ခုမလိုလားအပ်တဲ့ကျွန်တော်တို့ software တွေပေါ့နော် software တွေကိုဘယ်လိုဖြတ်မလဲဆိုတဲ့နည်းလေးကိုကျွန်တော်မျှဝေခဲ့ပါတယ်ဟုတ်ကဲ့ဒီချက်လေးတွေအကုန်လုံးကမိတ်ဆွေတို့ကွန်ပျူတာအရန်မြန်ပြီးတော့တော်လက်ပေါ်ပါစေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်စမ်းကြည့်ပါဗျာနောက်ဗီဒီယိုကြရင်ခုလိုတစ်ခုချင်းစီလိုက်မလုပ်ဘဲနဲ့ကျွန်တော်တို့ click တစ်ချက်နှိပ်ရုံနဲ့ system အားလုံး maintenance လုပ်ပေးမယ် buff file လေးတွေ file လေးတွေကိုလည်းကျွန်တော်မျှဝေပေးသွားပါမယ်အားလုံးအဆုံးထိကြည့်ပြီးလို့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်